ရွာသားတွေယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဝမ်ချင်းရောက်လဲကိုပေါ်ကိုရေစက်တွေကျလာတာခံစားမိပြီးအမြန်ပဲကောင်းမောကြည့်လိုက်တယ်ဒါပေမဲ့ကောင်းကင်ကကျလာတာမိုးရေမဟုတ်ပဲအရှိန်ဟုန်နဲ့စီးကျလာတဲ့ရေတခွန်ကြီးဖြစ်နေလို့အံ့ဩသွားရတယ်ဒီရေတခွန်ကြီးဟာစဘာခင်းတွေကိုစနစ်တကျရေလောင်းပေးနေပြီးရေတစ်စက်မှအပြင်ကိုရှမ်းမထွက်သွားပဲခဏလေးတွင်းမှာပဲတရွာလုံးရဲ့စဘာခင်းတွေရေဝသွားခဲ့ပြီးဖြစ်တယ်ဒီမြင်ကွင်းကိုကြည့်ပြီးဝမ်ချင်းရောက်အံ့ဩလုံးလို့ပါဇက်အဟောင်းသားဖြစ်သွားပြီးဖျားသခင်ဒါမိုးရွာတာလုံးဝမဟုတ်ဘူးတကယ်ပဲနတ်မင်းကြီးကငါတို့ကိုကယ်တင်လိုက်တာလားခုတွေးနေမိတယ်ဒီအချိန်မှာရွာသားတွေလည်းစုံကုန်ကြပြီးမှအားလုံးဝမ်းသာအားရအော်ဟစ်ပြီးနတ်မင်းကြီးကိုဥချကြတော့တယ်အဲ့ဒီအချိန်မှာပဲအေးဆက်တည်ငြိမ်တဲ့အတန်ထွက်ပေါ်လာပြီးအားလုံးမြန်မြန်ကြည့်ကြပါဦးနတ်မင်းကြီးကလက်ထဲမှာဇွန်းကြီးကြီးကိုကင်ပြီးကျမတို့ကိုအဖိုးတန်တဲ့ရေတွေပေးသနာနေတာဟုအော်ပြောလိုက်တယ်အဲ့ဒီစကားကြောင့်ရွာသားတွေရဲ့အကြည့်တွေကခုနကပြောလိုက်တဲ့ဝင်းလင်းရှိစီရောက်သွားကြတယ်သူမကအခြေအနေပြတ်သွားတဲ့မိသားစုကဖြစ်ပေမဲ့ဗုဒ္ဓတာအရန်ကျော်ဝါတာကြောင့်အသက်ငယ်ပေမဲ့ရွာသားတွေရဲ့လေးစားမှုကိုခံရသူဖြစ်တဲ့လူအုပ်ထဲကသူမနဲ့ယင်းကြီးတဲ့အမျိုးသမီးကစိုးရင်တကြီးနဲ့လက်ရှိသမီးဘာတွေလျှောက်ပြောနေတာလဲကောင်းကင်မှာဘာမှမရှိဘဲနဲ့ကိုဟုလန်တာရှာတဲ့ဘသူမှမယုံတာမြင်တော့ဝမ်လင်းရှိလဲအပူပြောရင်သူတို့ကယူနေတယ်လို့ပဲထင်မှမို့လို့ထပ်မရှင်းပြတော့ပဲကောင်းကင်ကြီးကိုတိတ်တဆိတ်မျောကြည့်နေလိုက်တယ်သူမငါရဲ့ရုပ်ရည်ကိုမြင်နိုင်ပုံရပြီးသူမရဲ့ဆူဆိုက်ကြည့်နေမှုကိုငါလက်ခံစားမိတယ်ရွာသားတွေကြားထဲမှာသူမရဲ့အသားရည်ကဖြူခွေးပြီးထင်ရှားနေတာဟာခုတင်ပဲပေါင်းထားတဲ့မုံလုံးလေးလိုပါပဲဒါကိုတွေးမိတော့ငါခေါင်းကိုငါပြန်ရိုက်မိပြီးထမင်းစားချိန်နီးနေပြီဖြစ်လို့ရွာသားတွေနဲ့စကားမပြောရသေးတာကိုသတိရသွားတယ်ဝမ်လင်းရှိကငါ့ကိုမြင်နိုင်တာကြောင့်သူမကတဆင့်လူတွေကိုစူးစီးခိုင်းရင်အလုပ်ပုံမြန်လိမ့်မယ်လို့တွေးကငါငုံကြည့်ပြီးဝမ်လင်းရှိဟာငါစကားပြောလိမ့်မယ်လို့မထင်ထားတာမို့ချက်ချင်းတူးထောက်လိုက်ပြီးဒီအချိန်မှာကလေးတွေကလည်းမေမေကြည့်ပါဦးဟိုပေါ်မှာချောချောကိုကြီးစကားပြောနေတယ်ဆိုပြီးစိတ်လှုပ်ရှားစွာနဲ့អော်ကြတယ်လူကြီးတွေကမယုံပေမဲ့ကလေးတွေအတီးပြောနေတာမို့မောကြည့်ကြပေမဲ့ဘာမှမမြင်ရပါဘူးအဲ့ဒီတော့မှငါသဘောပေါက်သွားတာကကလေးတွေအပြင်ဝမ်လင်းရှိနဲ့ဝမ်ချင်းရောက်နှစ်ယောက်တည်းပဲငါ့ကိုမြင်နိုင်တာကိုရွာသားတွေကကလေးတွေတရေဖူးနေတယ်လို့ထင်ပြီးစိုးရင်ကုန်ကြတာကြောင့်တကယ်ပဲစိုးရင်စရာအခြေအနေဖြစ်သွားတယ်ရွာသားတွေအာယုံလွဲနေတာမြင်လို့ငါလည်းဆက်မဖုံးကွယ်တော့ပဲသူမတို့နှစ်ယောက်ကိုလှမ်းပြောလိုက်တယ်ဝမ်လင်းရှိနဲ့ဝမ်ချင်းရောင်လည်းချက်ချင်းကောင်းညစ်ပြီးအမြန်သွားလောက်ကြရင်ဝမ်လင်းရှိကနတ်မင်းကြီးတင့်ကိုကျမတို့ဘယ်လိုခေါ်ရမလဲဟင်ဟုရိုးရိုးသေးသေးမေးတယ်ငါနဲ့အသက်သိမကွာတဲ့သူမတို့ကိုကြည့်ပြီးငါနာမည်ရှောင်းချင်းဟန်လို့ပြောပြလိုက်ကနောက်ဆိုနတ်မင်းကြီးလို့ခေါ်စရာမလိုကြောင်းပြောလိုက်တယ်ပြောပြီးတာနဲ့ငါကတင်ပေါ်ထိုင်ပြီးလူသေးသေးလေးတွေစောက်ရှောက်မှုလမ်းညွန်ကိုဖတ်နေလိုက်တယ်လူသေးသေးလေးတွေကိုထိရတာတကယ်မလွယ်ကူပေမဲ့သူတို့ကိုကူညီပေးရတာအားရခြင်းနဲ့ဆရာပါပဲငါလည်းပြင်ဆင်ထားတဲ့အစားအစာတွေကိုထုတ်ပြီးတစ်တာတွေကလူသေးသေးလေးတွေကိုကြည့်နေတော့ဝမ်လင်းရှိကအားလုံးပဲအိမ်ပြန်ပြီးအိုးရီရေပုံးတွေတဲလာကြပါနတ်မင်းကြီးကအစားအစာတွေပေးတော့မယ်ဟုအော်ပြောလိုက်တယ်ဒါကိုကြားတော့ရွာသားတွေကသူမယူသွားပြီးထင်ကြပေမဲ့သူမအကြောင်းသိတဲ့သူအချို့ကတော့အိမ်ပြန်ပြီးပုံးတွေအိုးတွေပြင်ဆင်ကြပေမဲ့အများစုကတော့မယုံကြသေးပဲစဘာခင်းတွေကိုပဲစိုးရင်တကြီးကြည့်နေကြတယ်လူတချို့ကလည်းဝမ်လင်းရှိကိုလာမေးကြတာကြောင့်စိတ်တူတက်တဲ့ဝမ်ချင်းရောင်ကဒေါသထွက်ပြီးမင်းမနေနဲ့တော့သူများတွေစားရတဲ့အခါကျမှလာပြီးမနာလိုမဖြစ်နဲ့ဟုဝင်អော်လိုက်တယ်ဒီစကားကြောင့်လူအုပ်ကြားတဲ့ရုပ်ရုပ်တဲတဲဖြစ်သွားပြီးရွာသားများစုကမကြေမနက်ဖြစ်ကြပေမဲ့ပါနဲ့တဲ့သူတွေကတော့အိမ်ပြန်ပြီးပုံးတွေအိုးတွေတွားရှာကြပြီးဖြစ်တယ်ရွာသားတွေနဲသွားတော့ဘေးကဝမ်ချင်းရောင်ကဝမ်လင်းရှိကငါညီမရဲ့ဆရာမပဲငါသူမကိုယုံတယ်ဒါကဘာမှပြင်ပန်းတာမဟုတ်ဘူးမယုံရင်တော့ငတ်တေဖို့ပဲပြင်ထားကြဟုကျန်တဲ့သူတွေကိုပြောလိုက်တယ်ကျန်တဲ့သူတွေလည်းအခြေအနေကိုကြည့်ပြီးမှသဘောပေါက်သွားပြီးချင်းရောင်မင်းပြောတာမှန်တယ်ငါတို့လည်းအမြန်သွားလို့ရအောင်ဆိုတာတန်တရားမရှိတော့ပဲအိမ်ကိုအပြေးလွှားပြန်ကြတယ်3မိနစ်အတွင်းမှာပဲအိမ်တိုင်းလူရဲ့အရှိမအိုးတွေပုံးတွေအစင်သစ်ဖြစ်နေပြီးဝမ်ချင်းရောင်လည်းကောင်းကင်ကြီးကိုဝေခွဲမရစွာနဲ့မျှော်ကြည့်နေမိတယ်သူမခုနကကူညီပြောပေးတာဟာရာနှုန်းပြည့်ယုံလို့တော့မဟုတ်ပဲသူမရဲ့ညီမလေးလည်းဒီလိုစကားမျိုးပြောခဲ့ဘူးလို့ဖြစ်တယ်အဲ့ဒီတုန်းကတော့ဗိုက်စာလို့စိတ်ကူးရင်နဲ့ထင်ခဲ့တာဖြစ်ပြီးအခုမှညီမလေးနဲ့ဝမ်လင်းရှိလို့မြင်တာအတူတူပဲဆိုတာသိလိုက်ရခြင်းဖြစ်တယ်ကြိုက်နှစ်တက်ရင် like and follow လုပ်ခဲ့ပြီးအဆက်လို့ comment မှာရေးခဲ့ပေးကြပါဦး